ယနေ့ဗုဒ္ဓသာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တော်တလင်းလဆန်း17ရက်နေ့ခရစ်နှစ်2013ခုနှစ်စက်တင်ဘာလ15ရက်နေ့တနင်္ဂနွေနေ့ညချမ်းအကျိန်စင်ကာပူနိုင်ငံအရီနာကန်ထရီကလပ်ဓမ္မဟောကန်ကြီးမှာကျင်းပပြုလုပ်အပ်သောစင်ကာပူနိုင်ငံအောက်စဖို့ဗုဒ္ဓဝိဟာရဆရာတော်တန်ဃာတော်ကျိုးတော်ဆောင်များနဲ့စင်ကာပူနိုင်ငံဓမ္မမောင်နှမများဥဆောင်၍ကျင်းပပြုလုပ်အပ်သောဒီပိဋကတရဆရာတော်ရှင်သူမြတ်ရဲ့ဓမ္မကိုကာကွယ်ကြပါတယ်လေဓမ္မကိုကာကွယ်ကြဆိုတဲ့ဒီတရားဒေသနာတော်ကိုယနေ့ဟောကြားနာကြားရမှာဖြစ်ပါဒီတရားဒေသနာတော်ကိုမဟောကြားမနာကြားကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်များကိုအာယုံယူပြီးတော့ရိုသေစွာရှိခိုးကြရအောင်အားလုံးသောဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ကဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်များကိုအာယုံယူကာလက်အုပ်ကိုးစီကြီးညိုထားကြပါသူတော်ကောင်းတို့ယောဇိနောအနေကဇာတိယံသဗုဒ္ဓဒါရမင်္ဂဇီဝိတံပိဘောဓိပိမတောအလကမာနတောအတ္တာတိယေဝအတ္တိကတာဒါနာပါရမိန်တတောပရံအပုရိသီလပါရမတိကံပိဒါသမိရိယောပယဓမ္မကတံဓမေကာတိပကံနမမယောဇိနောငါးပါးမညွန့်ရန်အဝန်းကိုမယွန့်မတိတ်ခြင်းသေးစိတ်ဖြင့်နေချိန်မှအောင်ပွဲကံ၍အောင်လံလွန်တို့အကျင့်အောင်တော်မူမြတ်စွာဘုရားသည်အနေကဇာတိယံ1နှစ်3 4ကဏ္ဍရည်၍ခြင်းတွေမလွယ်များကျဲလာစွာဘဝလေးသိင်ခြင်းနဲ့ကဘာတသိင်ကာလအတွင်း၌ဘောဓိပေမတောဘောဓိဉာဏ်ကြီးရွယ်တိုင်ပြီသည့်ထိုတိဗိဒံသဗ္ဗညုတာရွှေဉဏ်ကိုရာယံစိတ်တံလိုလာတောင်းတတော်မူခြင်းကြောင့်သာဗုဒ္ဓဒါရံကိုရောရင်သွေးအတ္တပေ၍ခြေပြာစီသက်ဘောနဲ့ပမာညီသည့်ဇာလီကဏ္ဍစိန်ကဲ့သို့သောသမိတာ
မာတိတေဝီမေဘယကဲ့သို့သောဇဏိမယနှင့်တကွာသောအင်္ဂါဇီဝိတံပိမဟာသွေမာယာဇယုတ်ကိုင်ညီတိဖြိုစီတဘေကိုင်ငါကြည့်ငယ်နှင့်တကွာလူရယမြတ်ကိုတွင်မှန်ညောင်းအတတကြောင့်ကိုပင်တော်လဲအာလကမနတောငါသားငါသမီးငါဇနီးနှင့်ငါဒီငါနာငါကြငန်းဒီငါသာယံရွှေငါရွှေငွေနှင့်ငါမြေငါရာငါဥစ္စာဟုတဏမြေရမပေးရအောင်ယမပိဘုံစိတ်နှလုံးမှစိတ်သုံးတော်မူသည်ဖြစ်၍အဓိကသာအလိုရှိလက်ခြင်းလာကတ္တာယုံမြမဝလူကံပုဂ္ဂိုလ်များတို့အားအတာတိဝါသပင်ညူညံရဖို့ရန်ဟုစိတ်တန်ရှိပြေတရာရှိ၍လူပေးတော်မူခဲ့သည်သာတိဒါနပါရမီအပြာသုံးလေဒါနပါရမီတော်မြတ်ကို၎င်းတတောဒုဒါနပါရမီမှာတမျိုးတကြတပါးသာလျင်ပြသောသီလပါရမတိကံပိသီလပါရမီနှင့်ကမ္မပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋ္ဌိဒါနပါရမီမေတ္တာပါရမီဥပေက္ခပါရမီတော်မြတ်တို့ကို၎င်းအဘူရိသဗ္ဗညုညံရဖို့ရန်ဟုစိတ်တန်ရည်စုတရာထုဖြင့်စီပူပြည့်ခြင်းတော်မူခဲ့လေပြီဒါသံပါရမီစေပါအကျင့်ပွားကအပြာ30နှုတ်မလွဲတို့ဤဣရိယာရဇွန်တဇမကြံရအောင်လောင်းငါကုံလုံးပြည့်စုံတော်မူခြင်းကြောင့်အာဂတံမြမနလူသုံးပုံသူတွင်မြည်သူမြမရှင်အသည့်အမြတ်ခေါ်မှုပုဂ္ဂိုလ်တို့၏အပြစ်သောဥပါယတံဆိုခြင်းပွင့်စေခတံမြည်ဟုပါရမီတော်နှုတ်ပင်စော၍ရောက်တော်မူကြီးရောက်တော်မူပြတတ်သောဧကတိပကံသမတ္တင်ဆုံးမမြင်သည်တံတရင်တကြောတမျောရဲမျောကြသည်လူယောနတ်ပါပြမမကျွင်းတတဝကပင်တို့ဤဝေစင်ကိုမိတကုတိသောကိုင်ကျွန်းတပွဲလဲပြစ်တော်မူပါဝေဒသောဒါစီနာငါးပါးမှညွန့်ရန်အဝွန်ကိုမယောမတိတ်ခြင်းသေးစိတ်ဖြင့်နေနေချိန်မှအောင်ပွဲကံ၍အောင်လံလွန်တို့အောင်တော်မူမြတ်စွာဘုရားကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ကိုသောသမုတ်အကျွန်ုပ်တို့သည်နမမမင်္ဂလာစရဏအဥဇဝေကြည်စွာကိုရောပူဇော်မြတ်နှုတ်ရှိခိုးကြပါကုန်ဤမြတ်စွာဘုရားနမမကာယဝစီမနောကြည်လျက်သုံးလေးဒွါရဗန္နာမဖြင့်ကာရဝယုကျိုလက်ဆုံးမိုးကရှေကိုဥညွတ်ကြပါကုန်သည်မြတ်စွာဘုရားဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခုံတော်ကျေးဇူးတော်များကိုအာယုံယူရှိကိုပြီးသည့်နောက်တရားဝယ်အားကဲကြွားရောက်လာကြသည့်ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့နှင့်တကွကဘာသူကဘာသာဝိနည်းတတ္တဝါအလုံးကိုယ်စိတ်နှပြချမ်းမာချမ်းသာကြစေဖို့ဘေးဒဏ္ဍယအသွဲသွဲအန္တရာယ်ကသိမ့်နေကင်းငြိမ်းကြစေဖို့ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခဝါဝါတွေတနေ့တကြတိုးတက်ကြီးပွားကြစေဖို့ဘုရားရှင်ကိုယ်တော်မြတ်ကြီး45ဝါတိုင်တိုင်ဟောကြားတော်မူခဲ့သည့်ဗိဒကသုံးပုံဒီဟုသောသာသနာတော်ကြီးကဘာအယယပြန့်နှံ့စေဖို့ဗိဒကသုံးပုံဒီဟုသောဗိဒကလာမင်းကြီးကဘာလောကအတွင်းမှာတိမ်တိမ်လင်းစေဖို့နဲ့ကဘာသူကဘာသားအလုံးဗိဒကတရားတော်များကိုကိုယ်စီကိုယ်ငါကျင့်သုံးကြကစင်မှန်သောအသည့်စင်မှန်သောငြိမ်းမှုစင်မှန်သောချမ်းသာမှုများရရှိခံစားကြစေဖို့မေတ္တာများပို့သပြီးတော့တိပိဋကဓမ္မအဋ္ဌံများရွတ်ဆိုကြရအောင်လုံးစုံများစွာတတ္တဝါချ
ချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်အေးကြပါစေလုံးစုံများစွာတန်တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေငြိမ်အေးကြပါစေဘိဒကသာသနာဤကဘာနေရအနှံ့ပြန့်ပါစေဘိဒကသာသနာဤကဘာနေရအနှံ့ပြန့်ပါစေဘိဒကလာမင်းကဘာတွင်ဒိန်လင်းသာယာရှိပါစေဘိဒကလာမင်းကဘာတွင်ဒိန်လင်းသာယာရှိပါစေဘိဒကအလင်းအမောင်ခွင်အလင်းအသည်ရပါစေဘိဒကအလင်းအမောင်ခွင်အလင်းအသည်ရပါစေဘိဒကတရားကိုယ်စီပွားတရားတွေ့သည်ငြိမ်းပါစေဘိဒကတရားကိုယ်စီပွားတရားတွေ့သည်ငြိမ်းပါစေဘိဒကတရားကိုယ်စီပွားတရားတွေ့သည်ငြိမ်းပါစေသာသနာဝိတတံဟောတုလောကေဘာတုတိပိတကံဓမ္မောကန္တံပရာလေတုဒုက္ခံတုပฏิပတ္တိယသာသနာရှင်တော်ဘုရားဟောပေါ်ကြသည့်တရားအစုံသုံးဘုံပိတကသာသနာတော်မြတ်ကြီးသည်လောကေလွယ်ရရနအပြပြပြမမကျွင်းကဘာလောကရကြီးအတွင်း၌ဝိတတံဟောတုသတ္တဝါမန္တ၍တရားတွေ့အောင်စေစေဆုံးစွာပြန့်နှံ့ပါစေတည်းဒီပိဋကရှင်တော်ဘုရားဟောပေါ်ကြသည့်တရားအစုံသုံးဘုံပိဋကဓမ္မကန္တာရောင်ဝါပါဝင်းငွေလမင်းကြီးသည်လောကေလွယ်ရရနအပြပြပြမမကျွင်းကဘာလောကရကြီးအတွင်း၌ဘာတုသစ္စာအလင်းဇကသွင်း၍ရှင်လင်းကြည်သာတွန်းပါစေတည်းဒီပိဋကရှင်တော်ဘုရားဟောပေါ်ကြသည့်တရားအစုံသုံးဘုံပိဋကဓမ္မကန္တာဒေဇာပြောင်းဝင်းအယောင်အလင်းသည်ဓမ္မောကန္တံသစ္စာတရားဘိက္ခာကြသည်ညာအပြည့်၍အမိုက်တွင်စုအဝိဇ္ဇာတိဟုသောအမိုက်မောင်တူကြီးကိုပရာလေတုသစ္စာတရားအလင်းများဖြင့်ကျင်ပွားသည်စေပေါက်ကွယ်နိုင်ပါစေတည်းပฏิပတ္တိအဘိဓကတရားနိလများဖြင့်ကျင်ပွားကိုစီဂုံဤလေးနအကျင့်ပฏิပတ်ကြောင့်တတ္တလူနာဗျမသတ္တဝါတို့သည်ဒုက္ခံတုတတ္တဝါမှန်သည်၍တရားတွေ့၍ချမ်းမြေကြည်သာငြိမ်းချမ်းကြပါစေကုန်သတည်းမေတ္တာအာတိတ
ဒီပိဋကဒိဋ္ဌံများရွတ်ဆိုပြီးတော့ဓမ္မသဘင်စတင်ဖွင့်လှစ်ပါပြီယနေ့ဆရာတော်ဟောမဲ့တရားတော်ကဓမ္မကိုကာကွယ်ကြပါတယ်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတဲ့မဟာဗောဓိပင်အောက်မှာရှားဖွေတွေ့ရှိတဲ့သစ္စာတရားများဟာဓမ္မပါလေးသိင်ခြင်းနဲ့ကဘာတသိန်းကာလဒီဓမ္မအမှန်တရားတွေကိုရအောင်ရှားဖွေခဲ့တယ်မဟာဗောဓိပင်အောက်မှာဒီဓမ္မအမှန်တရားတွေကိုရှားဖွေတွေ့ရှိပြီးတော့45ဝတိုင်တိုင်အဲ့ဒီဓမ္မတွေကိုဖြန့်ဝေပေးခဲ့တယ်ပေါ့အဲ့ဒီတော့ဘုံဘုံတို့ပရိဝါပါဠိတော်မှာတော့ဗုဒ္ဓဇန်နေအနုပ္ပန္နေဗုဒ္ဓဒိဋ္ဌေအနုဂတိဒေတံတဗ္ဗာကဓမ္မနံနာမမတ္တနာနာယတိလောကမှာတဲ့ဖျားတိဟုသောလာမင်းကြီးမပေါ်ထွက်ရင်လာမင်းကြီးမပေါ်ထွက်ရင်အလင်းရောင်ဆိုတာဖြစ်နိုင်မှာမလားအလင်းရောင်မပေါ်နိုင်ဘူးဗုဒ္ဓဒိဋ္ဌိအနုဂတိဖျားတိဟုသောနေမင်းကြီးမထွက်ပေါ်ရင်တဲ့တဘာဝဓမ္မယုတ်တရားနံတရားခန္ဓာ၅ပါးသစ္စာတရားမဂ္ဂင်၈ပါးဒီတဘာဝဓမ္မတွေကိုဘုံဘုံတို့တရားဓမ္မတွေသိဖို့နေသာသာကျင့်သုံးဖို့နေသာသာနာမည်တောင်မှကြားဘူးမှာမဟုတ်ပါဘူးတဲ့နော်နာမမတ္တနာနာယတိအဲ့ဒီတော့လောကမှာနေတို့လတို့ဆိုတာပေးတဲ့အချိန်တိုင်းထွက်နေတဲ့လာမင်းနေမင်းမဟုတ်ပါဘူးနော်ကွယ်ပြောက်သွားတယ်အချိန်နဲ့ထွက်တယ်ပေါ့နော်ထွက်လာပြီမဲ့လို့ပေးတဲ့အလင်းရောင်နေရာတိုင်းပြန့်သလားကမ္ဘာလောကနေရာတိုင်းမပြန့်နိုင်ဘူးနေရာတိုင်းမပြန့်နိုင်ဘူးပေါ့နော်အရှိအနောက်အလင်းအမှောင်ဟာကြွားချပြီးတော့သွားတယ်အဲ့ဒါကြောင့်နေရာတိုင်းမပြန့်နိုင်ဘူးနေရာတိုင်းမပြန့်နိုင်အဲ့ဒါလိုပဲဘုရားတည်းဟူသောလာမင်းဘုရားတည်းဟူသောနေမင်းကြီးထွက်ပေါ်လာလို့ဓမ္မအလင်းရောင်နေဘုရားကမ္ဘာလောကကိုပြန့်အဲ့ဒါလို့ပြန့်မိမယ်လို့နေရာတိုင်းပြန့်နိုင်ရဲ့လားနေရာတိုင်းမပြန့်ပါဘူးနေရာတိုင်းမရောက်ပါဘူးเนาะမေဇိမဒေသလို့ခေါ်တဲ့မေဇိမမန္တလအတွင်းမှာပဲမေဇိမဒေသအတွင်းမှာပဲဘုရားပြန့်သွားတယ်เนาะနေရာတိုင်းမပြန့်နိုင်ဘူးနေရာတိုင်းမရောက်နိုင်ဘူးမပြန့်နိုင်ဘူးပေါ့အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ရှားပွေတွေးရှိထားတဲ့ဓမ္မတွေ45နှစ်45ဝတိုင်တိုင်ဘုရားအပြည့်အစုံဖြန့်ဝေပြီးတော့ထားတယ်အဲ့ဒါကိုပိဋက3ဘုံလို့တလို့ခေါ်ပါတယ်ဝိနည်းရဲ့သုတ်တန်ရဲ့အဘိဓမ္မာရဲ့ဒီဓမ္မတွေဘုံဘုံတို့ထိမ့်သိမ့်ဖို့ကာကွယ်ဖို့စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ဘုံဘုံတို့ဒါလေးကိုအတိပေးနှိုးဆော်ခြင်းတာပါဒီခေတ်မှာဘုံဘုံတို့ဗုဒ္ဓဘာသာတွေကိုမေးလာတဲ့မေးခွန်းတွေပေါ့ဘုံဘုံတို့လျှောက်ထားလို့ဒါလေးတွေသိရအထူးအဖြင့်တော့ဒီနိုင်ငံသားမှာနေကြတဲ့တရားဓမ္မတွေအမေးခံရတဲ့မေးခွန်းတွေပါပဲ။ဘာလဲဆိုတော့မင်းတို့ဗုဒ္ဓဘာသာတွေဟာမရှိတဲ့ဖရာကိုးကွယ်နေကြတာ။ဘာဖရာကိုးကွယ်ရတဲ့မရှိတဲ့ဖရာကိုးကွယ်နေကြတာတဲ့။ဘာကြောင့်လဲဆိုတော့ဘုံဘုံတို့ဗုဒ္ဓကလူသားတွေကဖြစ်ပေါ်လာတဲ့ဖရာတတ်တော်80မှာပြိဋိနိဗ္ဗာန်ဆံသွားတယ်ပေါ့နော်
ပြိဋိဘံဇန်သွားတော့ဘုရားဟာမရှိတော့ဘူးလောကမှာမရှိတော့အဲ့ဒီတော့မရှိတဲ့ဘုရားကိုကိုးကွယ်နေကြတယ်ကျန်တဲ့ဘာသာတွေကတော့ဒါထာဝရမြဲတဲ့ဘုရားတွေဆိုတော့ရှိနေတဲ့ပေါ့ဒီသဘောပါနောက်ပြီးတော့ဆက်ပြောကြမရှိတဲ့ဘုရားစီကတောင်းနေလို့ဘာရမှာလဲရှိတဲ့ဘုရားစီကတောင်းမှရမှာပေါ့မရှိတော့တဲ့မေဖေစီကမုံဘိုးတောင်းလို့မင်းတို့အလကားရမလားတဲ့ရှိတဲ့မေဖေစီကမုံဘိုးတောင်းမှရမှာပေါ့လို့ဒီလိုလဲပြောကြတချို့ကြတော့လည်းပဲမင်းတို့ဗုဒ္ဓဘာသာတွေကယုတ်တုကိုးကွယ်တယ်အုပ်ပုံကိုးကွယ်တယ်ဒါမျိုးတွေပြောခံရနော်အုပ်ပုံဆိုတာကဇေဒီတော်တွေပြောတာအုပ်နဲ့လှုပ်ထားတဲ့နော်အဲ့ဒီတော့ဒီလိုမေခွန်းပြဿနာတွေရှိလာပြီဒါတွေကိုဘယ်လိုဖြေရှင်းပြီးတော့ဘယ်လိုကာကွယ်ကြမလဲဆိုတာပေါ့နော်ဘုံမတို့ဗုဒ္ဓဘာသာတွေဟာမရှိတဲ့ဘုရားကိုးကွယ်ကြတာလားရှိတဲ့ဘုရားကိုးကွယ်ကြတာလားဆိုတဲ့မေခွန်းဟာဘုရားရှင်ပြိဋိဘံဇံပြီးနှစ်ပေါင်း900ကျော်နှစ်ပေါင်းဘယ်လောက်900ကျော်မှာအိန္ဒိယပြည်မြောက်ပိုင်းပေါ့ကိုကေဆိုရင်တော့အာဖဂန်နစ္စတန်နေရာမြို့မှာပေါ့နော်ဂရိမျိုးနွယ်ဝင်မိလိန်နာပညာရှိမင်းကြီးပေါ်ပေါက်ခဲ့ပါအဲ့ဒီမိလိန်နာပညာရှိမင်းကြီးဟာလောကကျမ်းဒီအကုန်တက်ကြွတယ်လို့ပိဋကသုံးပုံလည်းပဲထုံလုံးကြီးရေလိုနောက်ပြီးတော့ပိဋကတော်တွေကခဲရခဲစစ်ပြဿနာတွေကိုကက်ကက်သက်သက်မေးတတ်တဲ့ဘယင်ကြီးအရှင်နာဂသိဖြေဆိုထားတဲ့အဖြစ်ဘုံဘုံတို့ပိဋကတော်မှာမိလိန်နာပညာပါဠိဆိုပြီးတော့စာမျက်နှာ400ကျော်ကျမ်းကြီးတစ်ခုရှိပါအဲ့ဒီမိလိန်နာမင်းကြီးကအရှင်နာဂသိကိုဒီမေးခွန်းမေးခဲ့ပါဟုတ်လားတနေ့တော့မိလိန်နာမင်းကြီးအရှင်နာဂသိတရင်သုံးနဲ့ကြောင်းလာပြီးတော့အရှင်နာဂသိနဲ့ရှစ်ကိုဦးကြစကားသမီးပြောပြီးတော့အရှင်နာဂသိကိုလျှောက်ထားတယ်အရှင်ဘုရားနာဂသိအရှင်ဘုရားတို့ကိုးကွယ်တဲ့ဘုရားကိုအရှင်ဘုရားကိုယ်တိုင်မြင်ဘူးပါသလားဘုရားပြိဋိဘံဇာနာနှစ်ပေါင်းဘယ်လောက်ကြာပြီ900ကျော်ကြာသွားပြီအဲ့ဒီတော့ဒကာကြီးငါမမြင်ဘူးပါ